တဲ့ယဉ်ကျေးမှုအရာကျွန်တော်တို့တီးသန့်ခွဲပြီးတော့နေတဲ့ပုံစံကလည်းကျွန်တော်တို့ရှောင်ရမယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ယဉ်ကျေးမှုကိုကျွန်တော်တို့လေးစားဖို့လိုတယ်။လေးစားမှုမရှိဘဲနဲ့တော့ကျွန်တော်တို့ဧဝံဂေလိဘယ်လိုတည်ဆောင်မလဲပေါ့နော်တစ်ချက်ကနောက်တစ်ခုအနေနဲ့ကြတော့ဒီနေ့ခေတ်ခရစ်ယာန် community နဲ့ဆိုင်တဲ့ဟာတွေပေါ့နော်ဟုတ်မိခွန်းတစ်ခုထပ်မေးချင်တာရှိတယ်အဲ့ဒါတူးချင်းစီရွှေ့ပြောင်းလာတဲ့ migrant ဘဝကနေရောက်တဲ့နေရာမှာဟိုဥမာ community အလိုက်အစုအဖွဲ့လိုက်အခြေချကြတယ်ပေါ့နော် ဟု diaspora တ် community တွေဖြစ်လာတယ်အဲ့လိုစုဖွဲ့လာတော့ကောင်းတဲ့ချက်ရှိတယ်တစ်ဖက်မှာလည်းဟိုအဝေးရောက်ခရိယန်တိုင်းဝိုင်းတွေနဲ့ကင်းကွာသွားတာတွေလည်းရှိတယ်ပေါ့နော်ဟုတ်ကိုယ့်ရဲ့နေဒေသကနေပြောင်းသွားတဲ့အခါမှာကြတော့လေအဲ့လို diaspora community တွေကဘာတွေကိုအထူးသတိထားပြီးရှောင်ကြဉ်ဖို့လိုမလဲဆရာอืมဟုတ်ကဲ့အဲ့ဒါတစ်ချက်ထဲနဲ့တော့မရဘူးပေါ့နော်အဲ့ဒါอืม3-4ချက်လောက်တော့ရှိမယ်ရှောင်ရမယ့်အရာကဥမာ cultural enclave ပုံစံမျိုးပေါ့နော်ဒီယဉ်ကျေးမှုအရာတီးသန့်ခွဲထွက်နေတာမျိုးအဲ့ဒါမျိုးလေးရှောင်တင်တယ်ပေါ့နော်ငါတို့ကကောင်းကင်နိုင်ငံသားတွေငါတို့ခရိယန်ဆိုတာဒီလိုကောင်းတဲ့သူတွေသူတို့ယဉ်ကျေးမှုကအရန်လောကီဆန်ပြီးတော့ညှဉ်းညူးတယ်ဒါမျိုးပုံစံမျိုးနဲ့ကိုကဂျူသားလိုဖြစ်လာတယ်အဲ့လိုတခြားယဉ်ကျေးမှုကိုအလုံးဝ negative မြင်တယ်အဲ့လို confrontation တွေကြီးပဲလုပ်တာဆိုတော့ကိုယ့်ရဲ့ယဉ်ကျေးမှုကိုထိမ့်သိမ်းတာကောင်းတယ်ဒါပေမဲ့ကိုကအိမ်ရှင်နိုင်ငံရောက်သွားတယ်ပေါ့နော်စင်ကာပူပဲဖြစ်ဖြစ်မလေးပဲဖြစ်ဖြစ်တနေရာရာရောက်သွားတယ်ရောက်သွားတဲ့ပုံမှာအဲ့ဒီမလေးနိုင်ငံရဲ့တချို့ကျွန်တော်တို့လက်မခံနိုင်တဲ့ယဉ်ကျေးမှုကျွန်တော်တို့မတိကျွမ်းတဲ့ယဉ်ကျေးမှုတွေအကုန်လုံးကိုကျွန်တော်က confrontation လုပ်တယ်အဲ့ဒါကပြဿနာပေါ့နော်ယဉ်ကျေးမှုအရာကျွန်တော်တို့တီးသန့်ခွဲပြီးတော့နေတဲ့ပုံစံကလည်းကျွန်တော်တို့ရှောင်ရမယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ယဉ်ကျေးမှုကိုကျွန်တော်တို့လေးစားဖို့လိုတယ်လေးစားမှုမရှိဘဲနဲ့တော့ကျွန်တော်တို့ဧဝံဂေလိဘယ်လိုတည်ဆောင်မလဲပေါ့နော်တစ်ချက်ကอืมအဲကျမ်းစာနဲ့အရင်စန့်ကျင်နေတဲ့အရာကိုကျွန်တော်တို့ကရေလိုက်ငါးလိုက်နေဖို့ပြောရတော့မဟုတ်ဘူးယဉ်ကျေးမှုအလုံးကကျမ်းစာနဲ့စန့်ကျင်တယ်လို့လည်းကျွန်တော်တို့မတွေ့ရဘူးပေါ့နော်ယဉ်ကျေးမှုတွေထဲမှာကျမ်းစာရဲ့တုံသင်ချက်နဲ့တကယ်ကို fit ဖြစ်နေတဲ့အရာအဲ့ဒီယဉ်ကျေးမှုတွေကျွန်တော်တို့ appreciate လုပ်ရမယ်ဥပမာမြန်မာနိုင်ငံရောက်လာတယ်ဆိုလို့ဖြင့်ခရိယန်တွေရဲ့အမြင်မှာအာအပြစ်ပြောဖို့တော့ပဲကျွန်တော်သိရလေနော်မင်းတို့ကငရဲသွားမဲ့သူမင်းတို့ကမတရားသောမိထုံဖျားရှိလူရှိလက်မထပ်ဘူးသူတို့တလင်တမယာစနစ်လေးကိုကျွန်တော် appreciate လုပ်ဖို့အရင်မေ့တယ်သူတို့ရဲ့ဒီမတရားသောမိထုံဆိုတာပဲလက်ညှိုးထိုးခြင်းတယ်မိဘကိုဂါရဝတရားထားတာဒီ respect ထားတဲ့အရာလေးတွေကိုကျွန်တော် appreciate လုပ်ဖို့ထက်မင်းတို့ကမိဘကိုဖျားနေရမှာထားတယ်ဒါမျိုးပုံစံတွေကျွန်တော်ကအရန်သူတို့ကိုကျွန်တော်ကနှစ်ခုလုံးတော့လိုပါတယ် confrontation ရော affirmation ရောဒီသူတို့ဟာကိုကျွန်တော်တို့တချို့ကျမ်းစာရဲ့သွန်သင်ချက်နဲ့ဆန့်ကျင်နေတဲ့အရာကိုကျွန်တော်တို့လိမ္မာပါးနတ်စွာနဲ့ထိတ်တိုက်တွေ့ရမယ့်အရာတွေရှိတယ်ဒါပေမဲ့အကုန်လုံးကိုထိတ်တိုက်တွေ့ပြီးဖြည့်ရှင်းနေဖို့မလိုဘူးဗျအဲ့ဒါလေးကျွန်อืတော်တို့သတိထားရမယ်มနောက်တစ်ချက်ကအဲ့ဒါနဲ့ဆန့်ကျင်ဘက်အရာကကျွန်တော်ကမလေးရောက်သွားတယ်ရန်ကုန်သားကမန္တလေးရောက်သွားတယ်ဒီချင်းတောင်ကနေရန်ကုန်ရောက်လာတယ်ကျွန်တော်တို့ရဲ့ဒီခါချာနဲ့လိုက်လျောညီထွေဖြစ်ဖို့ကျွန်တော်တို့ယုံကြည်ခြင်းရဲ့အနှစ်သာရကိုရောထွေးပလိုက်တာအဲ့ဒါလည်းမဖြစ်သင့်ဘူးပေါ့နော်ပြည်ပရောက်သွားရင်တော့အခုကတော့အားလုံးက secularism ကအရန်လွှမ်းမိုးတဲ့ကာလဆိုတော့အားလုံးကဖះเจ้าမသွားလဲရပါတယ်ဖះเจ้าသွားတာဆေဘုတ်တဘုတ်ထဲနဲ့ဘာဒါမျိုးတွေဖြစ်လာတယ်ဖះเจ้าသွားတာအချိန်ဖြုံးနေရပဲဒါမျိုးတွေမင်းကိုးကွယ်နေရမင်းဖះကဘာလဲဒါမျိုးမေးခွန်းနေကြတဲ့မှာကျွန်တော်တို့ကလိုက်လျောညီထွေဖြစ်ဖို့ကြိုးစားနေရင်လည်းကျွန်တော်တို့ဧဝံဂေလိတရားရဲ့အနှစ်သာရကိုရေရောလိုက်တဲ့ပုံစံလေးဖြစ်သွားနိုင်တယ်။စန့်ကျင်ဘက်နှစ်ခုလုံးကိုကျွန်တော်တို့ရှောင်ဖို့လိုတယ်ပေါ့နော်။နောက်တစ်ခုရှောင်ရမယ့်အရာက community နဲ့ဖြစ်လာတဲ့အခါမှာအရေးကြီးတာက racism ပေါ့နော်ဒီလူကိုယ့်လူမျိုးကောင်းစားရေးလောက်ပဲအစုဖွဲ့နဲ့ community နဲ့ဖြစ်လာရင်တော့လူမျိုးတိုင်းရင်းသားလူမျိုးနွယ်စုမတူညီတဲ့လူတွေအများကြီးပါလာနိုင်တယ်ကိုဒီလူမျိုးလေးပဲဆိုရင်တော့ဒီအဖွဲ့အစည်းကဆက်ပြီးတော့ဒီ network ကအကျယ်လာဖို့လည်းမဟုတ်ဒီ community ကလည်းထပ်ပြီးတော့ကြီးထွားလာမှာလည်းမဟုတ်တော့ဘူးပေါ့နော်ဒီ unity ဖြစ်ခြင်းတွေအရန်ပျောက်ဆုံးသွားလိမ့်မယ်နောက်တစ်ခုကဘာသာရေးရမှာနားထောင်သွားတဲ့ပြဿနာတွေဘာသာမတူတဲ့လူတွေပေါ်မှာအရန်နှိမ်ချဆက်ဆံတာနောက်တစ်ခုဘာသာတူနေတောင်မှအထူးသဖြင့်ပြောချင်တာကိုယ့်ရဲ့ဂိုင်းကနနဲ့ပတ်သက်ပြီးအရန်မာနထောင်တဲ့ပြဿနာပေါ့နော်ငါတို့ Pentecost တွေကဆိုလဲ baptism baptist ကလာတဲ့လူကိုအရန်မင်းတို့ကတည်နေတဲ့အဖွဲ့ငါတို့ကမှနှိုးထားတာဒါမျိုးတွေဖြစ်လာတယ်ပေါ့နော်ဟို baptist ကလာတဲ့လူကလည်းဒီနှစ်ချင်းအတိုင်းဝိုင်းကလာတဲ့အဖွဲ့အစည်းကလည်းဒီ Pentecost တွေအတိုင်းဝိုင်းကလာတဲ့အဖွဲ့အစည်းကိုမင်းတို့ကဘာဒီလိုမျိုးပဲငါတို့ကမှမှန်တာဆိုတာမျိုးကျွန်တော်တို့ကဒီတဆူတဲ့သောဖះကိုယုံတယ်ဟို
တခုတည်းသော baptism ကိုလက်ခံထားတယ်တခုတည်းသောဝိညာဉ်တော်ကိုလက်ခံထားပြီးတော့ဒီ denomination မတူတာနဲ့ပဲကိုယ် denomination အရာအလုံးထက်တခြား denomination အလုံးထက်မြတ်နေတယ်ဆိုတော့ဒီ religious နဲ့ပတ်သက်တဲ့မာနအဲ့ဒီထောင်လွှားမှုလည်းလိုတယ်မရှိဖို့တော့လိုတယ်ပေါ့နော်နောက်တစ်ချက်ကအိမ်ရှင်နိုင်ငံရဲ့ဥပဒေတွေကိုတော်တော်လေးလေးစားဖို့လိုတယ်ပေါ့နော်ကျွန်တော်ကပြီးခဲ့တဲ့2 နှစ်လောက်ကရှိပါတယ်မလေးမှာမလေးကပြဿနာရှိရလေနော်ဒီအဖမ်းဆီးပြဿနာအဲ့ဒါကိုကျွန်တော်ကမလေးစားဘဲနဲ့လမ်းပေါ်မှာအော်ကြီးဟစ်ကျမှိုက်တစ်လုံးနဲ့မြန်မာနိုင်ငံရဲ့ဈေးထဲမှာတရားဟောသလိုအော်ကြီးဟစ်ကျမှိုက်ကြီးနဲ့သူများနိုင်ငံရဲ့စီကံဥပဒေကိုချိုးဖောက်ပြီးတော့မိုက်ကြီးနဲ့တရားဟောပြီးတော့မှယေရှုသင်ကိုချစ်တယ်လို့လုပ်နေတာမျိုးတွေကကျွန်တော်တို့သတိထားရမယ့်အရာပေါ့နော်ဆဆရရကိုကနောက်ွယ်မှာညှိထားပြီးသားဆိုရင်တော့ဒါပြဿနာမရှိပေမဲ့ဖြစ်တယ်လို့သွားပြီးတော့မှသူ့နိုင်ငံရဲ့စီမင်းစည်းကမ်းတွေကိုကျွန်တော်တို့ကချိုးဖောက်နေတယ်ဆိုရင်တော့အဲ့ဒါတွေကလည်းသတိထားရမယ့်အရာတွေပေါ့နော်နောက်တစ်ခုကိုယ့်ရဲ့အသင်းတော်နဲ့အဆက်အသွယ်မပြတ်ခြင်းကတော့တော်တော်လေးအရေးကြီးတဲ့အရာပေါ့နော်ကျွန်တော်ကတရားဟောချက်3 ပုဒ်လောက်ကိုစွတ်နားထောင်ပြီးတော့တစ်သက်လုံးပြုစုပြီးခဲ့တဲ့အသင်းတော်အရန်မှေ့ခြင်းအမိတတ်ကြတယ်အားလုံးကိုမဆိုလိုပါဘူးဒီနောက်ပိုင်းမှာဒီ modern church လို့ပြောတဲ့ဒီနောက်ပိုင်းမှာပေါ်ထွက်လာတဲ့မိဂါချက်တွေပေါ့နော်အဲ့ဒါတွေအပေါ်မှာကျွန်တော်ကအလဲအပတ်အနေနဲ့သွားပြီးတော့အဲ့ဒီမှာတရားဟောချက်2 ပုဒ် 3 ပုဒ်motivational ဆန်ဟောတော့ကိုလူငယ်လေးဖြစ်သည့်အလျောက်ဘာဖြစ်လာလဲဆိုတော့အဲ့ဒါတွေပေါ်မှာကျွန်တော်ကတကယ်ကြိုက်လာတယ်ကြိုက်လာတော့3 ပုဒ်လောက်နားထောင်လိုက်တဲ့ခါမှာဒီတရားဟောချက်ကမှဒါမှအသက်ရှင်တာဒီအသင်းတော်မှာအသက်ရှင်တာဆိုပြီးကိုယ်တစ်သက်လုံးပြုစုပြုထောင်ခဲ့တဲ့အသင်းတော်ကိုစွန့်ခွာလိုက်တာဒါတွေကအရန်မှန်ကန်တဲ့အရာမဟုတ်ဘူးပေါ့နော်အသင်းတော်ကတော့လောကမှာရှိနေတာဖြစ်တဲ့အတွက်ဘယ်အသင်းတော်မှာတော့ perfect မဖြစ်နိုင်ဘူးပြည့်စုံတဲ့အသင်းတော်မရှိသလိုအခုမှရောက်သွားတဲ့အသင်းတော်ကလည်းကိုယ်အခုမှရောက်လို့လေသူတို့ရဲ့အတွင်းထဲကဒီပုတ်တိုက်မှုတွေဒီအားနည်းချက်တွေကမြင်လာတဲ့တနေ့ကျထပ်ပြောင်းมาလားပေါ့အဲ့လိုမျိုးအဲ့ဒါကြောင့်ကျွန်တော်တို့ကကိုမိခင်အသင်းတော်ပေါ်မှာတော့တကယ်လေးသစ္စာရှိဖို့အရန်ကြီးကြည့်တယ်အဆက်အသွယ်ဖြတ်ချင်တဲ့ဆန္ဒရှိနေမှသာဖြတ်လို့ရတာပါအခုခေတ်ထဲမှာ online ကနေဆက်သွယ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိရပေါ့နော်အဲ့ဒါလေးသတိထားဖို့လိုတယ်ဒါတော့ပါပဲဆရာမကျေးဇူးတင်နေဆရာတော်တော်ပြည့်စုံသွားပြီเนาะကျွန်မကိုယ်တိုင်လည်းဒီမှာရွှေ့လာတဲ့လူတယောက်ဆိုတော့လက်တွေ့နဲ့လည်းတကယ်ကိုက်ညီပါတယ်